င်္ဂလာပါခင်ဗျာညနေခင်းအပန်းဖြေနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးစိတ်ရောကိုယ်ပါကြားမှာရွှင်လန်းကြပါစေလို့ဥစွာနှုတ်ခွန်းဆက်တလိုက်ပါလေဒီနေ့ကတော့2026ခုနှစ်ဧပြီလ22ရက်ဗုဒ္ဓဟူးနေ့ဖြစ်ပါလေတနေ့ရဲ့အလုတ်တာဝန်တွေအပြီးမှာကျွန်တော်တို့နေ့စဉ်မိုးလေဝသသတင်းအစီအစဉ်ကနေဒီနေ့ညနေ9:00နာရီအချိန်ထုတ်ပြန်ချက်တွေကိုတင်ဆက်ပေးသွားမှာပါအခုလက်ရှိဘင်္ဂလားပင်လယ်အော်အခြေအနေကိုကြည့်မယ်ဆိုရင်တော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာတင်အနှဲငယ်ဖြစ်ထွန်းနေပြီးကျန်းပင်လယ်အော်မှာတော့တင်အတင်းတင်းဖြစ်ထွန်းနေပါတယ်ခင်ဗျာမနက်ဖြန်မနက်အထိခံမှန်းချက်လေးတွေကိုလည်းအနိကနာဆွင့်ကြည့်ရအောင်ပါစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်တယ်လို့မန္တလေးမကွေးစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီကယားချင်းရှမ်းမြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာလည်းနေရာကွက်ကြားမိုးချချုံရွာနိုင်ပါတယ်မိုးရွာနိုင်ခြေက80%တောင်ရှိတာမို့အပြင်းထန်ရင်ထီလီမိုးကားလေးဆောင်ထားဖို့မမေ့နဲ့ဦးနော်ရန်ကုန်နဲ့နေပြီးတော့အပါအဝင်ကျန်းဒေသတွေမှာတော့တိမ်အသိမ့်သိမ့်ပဲရှိမှာပါဒါအပြင်တကူတတိပြူရမှာကမန္တလေးမကွေးစကိုင်းတနင်္သာရီကချင်ရှမ်းပြည်နယ်တွေမှာမိုးတိမ်တောင်တွေဖွထွင်းရတယ်အဲ့ဒီမိုးတိမ်တောင်တွေရွေလျားရလမ်းကြောင်းတစ်လျှောက်မှာလေပြင်းတိုက်တာမိုးထချုံတာလက်ရှိလက်တာနဲ့မိုးတီးကြွေတာမျိုးတွေဖြစ်နိုင်လို့အထူးပဲဂရုစိုက်ကြပါလို့တတိပေးပါရစေနောက်နှစ်ရက်အတွင်းမှာလည်းနေပြီးတော့ရန်ကုန်မန္တလေးအပါအဝင်တိုင်းနယ်ပြည်နယ်တော်တော်များများမှာနေအပူချိန်တွေဆက်လက်တိုးလာဖို့ရှိနေတာမို့အပူဒဏ်ကိုလည်းကြိုတင်ကာကွယ်ထားကြပါဦးပင်လယ်ပြင်ခရီးသွားသူတွေအတွက်ကတော့မြန်မာကန်ယိုဒန်တလျှောက်နဲ့ကန်လွန်းပင်လယ်ပြင်မှာလိုင်းအနေငယ်ကနေအသင်တင်မဲရှိမှာပါလိုင်းအမွန်က4ပေကနေ6ပေလောက်အထိပဲရှိနိုင်တာမို့တာရတဲ့ပင်လယ်ပြင်အခြေအနေလို့ပြောလို့ရပါတယ်မြို့ကြီးတွေရဲ့အခြေအနေကိုကြည့်ရင်တော့နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာမနက်ဖြန်မနက်အထိတိမ်အသင့်တင်မဲဖွင့်ထွန်းနိုင်ပါတယ်ကဲမိဘပြည်သူများခင်ဗျအခုလိုနေ့စဉ်ပြောင်းလဲနေတဲ့ယာတိဥတုသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နေဘူးနော်ဘေးအန္တရာယ်ကင်းဝေးပြီးတာယာချမ်းမြေတဲ့ညချမ်းလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နာဆင်ပေးကြလို့ကျေးဇူးထူးတင်ပါတယ်ခင်ဗျ